ကြည့်ပါဦးကျဲသီးတောင်ပြုတ် ငါလည်းဝါလာလို့ပါဒါမဲ့နန်းလေးဒီလို body shaming လုပ်ခံရတဲ့တန်လေးခဏခဏကြာတော့ကိုယ့်ကိုယဉ်ကျေးမှုပျောက်ဆုံးလာတယ်ခံစားရလို့မလေးနန်းရဲ့ညတော့အလုပ်တွေကြိုးစားလိုက်တာနော်ဒါပေမဲ့နေ့ရဲ့အင်ကြီးလေးကတော့နေ့ကြိုးစားမှုတောင်မကန်နိုင်တော့ဘူးထင်တယ်နော်ကြည့်ပါဦးကျဲသီးတောင်ပြုတ် ငါလည်းဝါလာလို့ပါ နည်းနည်းမဟုတ်ပါဘူးဟဲ့မင်းလေးဆိုတာလေရုပ်ရည်နဲ့ကိုလိုကိုပေါ့လေခရုဆိုင်ရတယ်လေအလုပ်ကိုပဲတည်နေတော့နင့်ကြီးอ่ะဟဲ့ရုံးငန်းညပြီးတော့ကြာနေညာပြည့်ရှူနေရတော့မယ်ဒါပေမဲ့နေ့ရဲ့အင်ကြီးလေးကတော့နေ့ကြိုးစားမှုတောင်မကန်နိုင်တော့ဘူးထင်တယ်နော်ဟဲ့ရုံးငန်းညပြီးတော့ကြာနေရပဲ ခုနတော့သူတို့ပြောတာစိတ်ထဲထားမနေနဲ့လူတယောက်ရဲ့တန်ဖိုးဆိုတာခန္ဓာကိုယ်အချိုးစားပေါ်မှာမဟုတ်ဘူးကိုယ့်ရဲ့စိတ်ဓာတ်နဲ့အလုပ်ပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုပေါ်မှာမဟုတ်ဘူးနာသူတို့လိုမျိုးအလုပ်ကိုဖြစ်တယ်လို့မလုပ်တဲ့အတွက်ကြောင့်ဘာဖြစ်လို့သူတို့ထက်တော့တာပါတယ်ဟုတ်ပြီလား ဒါမဲ့နန်းလေးဒီလို body shaming လုပ်ခံရတဲ့တန်လေးခဏခဏကြာတော့ကိုယ့်ကိုယဉ်ကျေးမှုပျောက်ဆုံးလာတယ်ခံစားရလို့ပါ ခဏနေအောင်မေမင်းတင်ပြတဲ့ presentation ကနားထောင်လို့ကောင်းနေမယ်အနည်းရတာမရှိဘူးဖြစ်မယ်ဒီ data တွေနဲ့ဆိုရင် project တော့အလုပ်ဖြစ်မှာမဟုတ်ဘူး ချိုင် ပြော ဟိုကနန်းဒီ project အတွက်လေတည်တံ့ပြင်ဆင်ထားတဲ့ data လေးရှိရဲအဲ့ဒါတင်ပြလို့ရမလားရှင် ရတယ်